Arsenal ကိုရင်နာစေမဲ့ Man City ကစားသမား O'Reilly ပါဝင်လာတဲ့ Player of the Week Pack အားလုံးပဲမင်္ဂလာပါ eFootball ပိုင်း Faraz ကောရဲ့ admin Faraz ပဲဖြစ်ပါတယ်ကျွန်တော်တို့ Java Rainy Server refresh အပြီးမှဆိုရင်တော့ဒါ eFootball ကနေအပတ်စဉ်အပတ်တိုင်းပေါ့နော်ခြေသွင်းပြခဲ့တဲ့ကစားသမားတွေရဲ့ကတ်တွေပါဝင်တဲ့ Player of the Week Pack ကိုမိတ်ဆက်ပေးလာခဲ့ပြီးပဲဖြစ်ပါတယ်ဒီပတ်ထဲမှာဆိုရင်တော့ဒါ O'Reilly ရဲ့ heading skill ပါတာရှိရဲ့ Sarri Emery ရဲ့ first time shot ပါရှိရဲ့ Joan Garcia ရဲ့ GK လောင်း throw player skill ပါဝင်လာတဲ့ကတ်တွေပါဝင်လာတော့တွေ့ရပါတယ်ဒါပေမဲ့ဒီတစ်ပတ်ပေါ့နော် Player of the Week ဆိုရင် player တွေတိတ်ကြိုက်တဲ့ကတ်တွေတော့ပါဝင်လာတာအောင်မတွေ့ရဘူးဒါပေမဲ့လည်းပေါ့နော် player တွေရဲ့အတွက်ပေါ့နော်အမှတ်ရစီမဲ့ကတ်တွေတော့ပါဝင်လာအောင်တွေ့ရတယ်ဥမာနဲ့ဆိုရင်တော့ O'Reilly ပေါ့နော် O'Reilly ကဆိုရင်ဒါ Man City အသင်းကို2ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာခေါင်းတိုက်ကို2ဂိုးလုံးသွင်းပြီးတော့ကိုဒါ Man City အသင်းကို Carabao Flag ရအောင်လုပ်ပေးနိုင်ခဲ့အောင်တွေ့ရတယ်ပြီးတော့ဒါ Joan Garcia ရဲ့ Barcelona အသင်းကတ်လည်းပါတယ်ပေါ့နော်ဒါကတော့ player တွေကြိုက်မဲ့ကတ်လို့တော့ထင်တယ်နောက်တစ်ခါကတော့ဒါ Brahim Diaz ပေါ့နော်ဒါ Real Madrid fan တွေအတွက်ဆိုရင်တော့ Brahim Diaz ကတ်ပါပါတယ်eFootball ဆိုရင်ဒါ Player of the Week Pack တွေကိုပေါ့နော်အပတ်စဉ်အပတ်တိုင်းဒါ player တွေကိုကန်ပြီးတော့ပွဲတွေကန်ပြီးတော့ဒါ free တစ်ချိန်ဖောက်ခွင့်ပေးထားပါတယ်ဒါကြောင့်မို့ကျွန်တော် free တစ်ချိန်ဖောက်လိုက်တဲ့အခါမှာတော့ပေါ့နော်ဒါ93 rating LB Man City ဆိုတဲ့အတွက်ကြောင့်လို့ကျွန်တော်ကတော့ဒါ O'Reilly ရဲ့ကတ်ဖြစ်ပါတယ် O'Reilly ရဲ့ကတ်ကဆိုရင်တော့ဒါ Arsenal အသင်းအတွက်ရင်နာစီမဲ့ကတ်လည်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒါ Arsenal အသင်းကို2ဂိုးတိတိခေါင်းတိုက်ကိုသွင်းပြီးတော့သူ့ရဲ့ player skill ကလည်း heading ဆိုတဲ့ player skill နဲ့အတူဒါ Carabao Flag ရရှိခဲ့တဲ့ကတ်လည်းဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးခဲ့တာကတော့ဒါအခုလက်ရှိလာနေတဲ့ eFootball Player of the Week Pack အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပေါ့နော်ဒါ eFootball ပိုင်း Faraz ကောင်းကို follow လုပ်ထားရတဲ့လူတွေအနေနဲ့ရောအခုလာနေတဲ့ Player of the Week Pack ကနေဘာ player တွေပောက်ခဲ့ကြလဲဆိုတာကို comment မှာဝင်ပြီးတော့ရေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ရပါတယ်